ဒီရခိုင်စစ်တပ်တော်လှန်ရေးတပ်ပေါ်တော့ကျွန်တော်တို့ဖွဲ့စည်းကြတဲ့ကျွန်တော်တို့မှာကြိုတင်စဉ်းစားချက်တွေရှိတယ်ရခိုင်ပြည်မှာလက်နက်ကင်တပ်ဖွဲ့လာတော့မယ်ဆိုရင်ကျွန်တော်တို့မှာဒီမွတ်စလင်ပြဿနာတွေရှိတယ်နေဆက်ကနေစပြီးဝင်ပြီဆိုတာနဲ့သူတို့နဲ့တွေ့ရမှာပဲအဲ့ဒီအချိန်မှာအမုန်းတရားကိုအခြေခံပြီးမှပေါ့လေမမားတင်တဲ့ဟာတွေမမားဖို့အတွက်ကျွန်တော်တို့ကြိုပြီးမှစဉ်းစားထားခဲ့တယ်ကျွန်တော်တို့ဒီ2009ပေါ့လေအပတ်စဉ်တစ်တင်တန်းပေးကြတဲ့အဲ့ဒီလူအခွင့်အရေးကြီးညာချက်ကိုကျွန်တော်ကိုယ်တိုင်ပြခဲ့ပါတယ်ဘလောက်ပဲအနေထားတစ်ခုဖြစ်ပါစေပေါ့နော်လူကိုဂုံတိတ်ခါနဲ့အညီဆက်ဆံရမယ်ဒီအဲ့ဒီအချက်လက်တွေပေါ့ဗျာအထူးသဖြင့်ဒီကလေးတွေနဲ့မိန်းကလေးတွေနဲ့ပတ်သက်ကလေးတွေပေါ့နော်အမျိုးသမီးတွေနဲ့ပတ်သက်လာတယ်ဆိုရင်ဒါကိုယ့်ရဲ့စစ်တပ်တစ်ခုရဲ့ဒီကြင့်ကြံအားထုတ်ရမယ်ရက်တည်ရမယ်သဘောတရားတွေပေါ့ကျွန်တော်တို့အပတ်စဉ်တိုင်းကျွန်တော်အပတ်စဉ်၄အထိကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ပြတယ်အဲ့ဒီအပတ်စဉ်၄နောက်ပိုင်းမှာတခြားဆရာတွေနဲ့လွဲပြီးပြတယ်ဒီကိစ္စကကျွန်တော်တို့ရခိုင်ပြည်မှာအထူးတတိထားရတဲ့ကိစ္စဖြစ်တယ်အဲ့ဒါတွေကိုတတိမထားမိလို့လူတချို့ဆိုရင်အခုဆိုအရင်ဒုက္ခရောက်ပြီလေတာမယ်ဆိုတော့မထုတ်ထားဘူးဒါပေမဲ့အခြေခံသင်တန်းတိုင်းမှာကျွန်တော်တို့ကဒီအချက်လက်တွေကိုသင်ပေးတယ်ပြီးရင်သူတို့အချင်းချင်းလဲဒီဆွေးနွေးမှုတွေပေါ့လေအဲ့ဒါတွေကျွန်တော်တို့လုပ်ခိုင်းပါတယ်ပြီးရင်ကျွန်တော်တို့ကိုယ်တိုင်လဲကျွန်တော်တို့တက်မှာလဲစစ်မယ်တွေတော်တော်များများတာဝန်ထမ်းဆောင်တယ်ဆိုတော့ဒီကိစ္စကိုတော်တော်တန်ဖိုးထားတယ်ပြီးရင်ဒီရခိုင်လူမျိုးတွေရဲ့အရင်တုန်းကရှိတဲ့ဒီ gender equality နဲ့ပတ်သက်ပြီးမှconcept တွေရှိတာပေါ့ကျွန်တော်တို့ကနောက်ပိုင်းဆိုရင်ကျွန်တော်တို့အနာဂတ်မှာကျွန်တော်တို့မြင်ချင်တဲ့ရခိုင်လူအဖွဲ့အစည်းပေါ့အဲ့ဒီမှာဒီအမျိုးသမီးတွေနဲ့တခြားပေါ့နော်သား gender တွေကအစဘယ်လိုသဘောထားရမယ်ဆိုတဲ့အားတွေကအစကျွန်တော်တို့တေချာပြောပြပါတယ်အဲ့ဒါတွေတော့အများစုကတော့တော်တော်လေးစီကံလိုက်နာကြတယ်ဖောက်ဖျက်မှုတွေနည်းပါတယ်တကယ်လို့ရှိရင်လည်းကျွန်တော်တို့တကယ်အရေးယူပါတယ်မဒိမ့်မှုတွေပါဆိုရင်တော့ပြစ်တက်လိုက်တာတော့ရှိပါတယ်ဒါတော့ပြက်သားပဲကျွန်တော်တို့မှထောင်နေပါတယ်မရှိဘူးတကယ်စစ်ဆေးတယ်ရောသားတွေကိုဒီလိုမှတစ်ခါဖြစ်ဖူးတယ်ဆိုရင်တကယ်ရောသားတွေခေါ်ပြီးမှကျွန်တော်တို့သူတို့ယူတစ်ခါဖြစ်ဖူးတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်တို့ရောသားတွေနဲ့တကယ်ထိုင်ပြီးမှမင်းတို့ဘယ်လိုဖြစ်ချင်လဲတောင်းပန်တယ်သူတို့လူမျိုးစုရိုးရာအရဆိုကျွန်တော်တို့ရောကြီးပေးတယ်ပေါ့နော်ပြီးရင်ဘယ်လိုဖြစ်ချင်လဲကျွန်တော်တို့တကယ်အရေးယူတယ်အဲ့ဒါရောသားလဲကျင်နေတယ်ကျွန်တော်တို့တက်မှလည်းတစ်ခါမှမဖြစ်လာတော့ဘူး